အောင်လန်းတိုက်ရှိတာမှကလုံးဝမြောက်လို့မရတဲ့တနေ့ကိုလည်းသမီးခွန်အားနဲ့ဒီကာယကရှင်တနေ့ကိုလည်းသမီးအခုခံစားနေရတဲ့အရာနဲ့ပတ်သက်ပြီးတော့အောင်လန်းနဲ့တိုက်ထားတာမှန်ကန်အဲ့တနေ့ကိုလည်းသမီးညာချေဆိုင်ရာပေါ့ပဲဖတ်ကလေးလို့လောက်တယ်ဆိုဘယ်သူလဲဘယ်ကလဲဘာဖြစ်လို့လောက်တာလဲယောက်ျားလားမိန်းမလားငါသိချင်တယ်ဟဲ့ယောက်ျားဆိုညာချေကမိန်းမဆိုပေါ့အသက်ဘယ်နှစ်ရှိပြီလဲ50အထက်ဆိုကတ်ထ50အောက်ဆိုပေါ့ဘာဖြစ်လို့လောက်တာလဲစီးပွားရေးမကျေနပ်လို့မနာလို့ဆိုကတ်တာလူမှုရေးပြဿနာရှိလို့မကျေနပ်လို့ဆိုအောင်လန်းမိတ်ဆက်ကိုလည်းညာချေမှလာကကျမ်းမာရေးပိုင်းနဲ့ပတ်သက်ပြီးတော့လူမှုရေးမကျေနပ်တာရှိဟဲ့ညာချေကတ်တာအောင်လန်းဆိုမိတ်ဆက်စောင်းတိုက်ပါသေးညာချေကတ်အောင်လန်းရဲ့ဆုံးရဲ့အပြင်ကဝေရုပ်ရဲ့နာရဲ့မရယာနဲ့တိုက်ထားလို့ညာချေလုံးဝမြောက်လို့မရသေးနဲ့ကတ်တာနေနော်ငါရမွတ်ထားနေရာမှာရှိရင်ပေါ့ဟာကတ်တာနေလားမြောက်လို့မရတော့အစာပင်းထက်တာရှိသေးရင်ကတ်တာတရက်ဆန်သွင်းနဲ့တိုက်ထားတာရှိရင်ညာချေကတ်မရှိရင်ပေါ့ပဲတရက်ဆန်ဝါသွဲဆိုကတ်တာနေလားဝါသွဲပါဆိုညာချေညာတို့မှနင်းချစမိုင်း